လူတယောက်ဟာရင့်ကျက်လာပြီးနောက်ပိုင်းမှာကိုယ်အနာကလူတွေနဲ့မေတ္တာတရားတွေကိုတန်ဖိုးထားတတ်လာတယ်လူတွေအပေါ်အရင်ကထက်ပိုနာလေပေးနိုင်တယ်မျှတွဲပေးတတ်လာပြီးခွန့်လွှတ်တတ်လာတယ်ပျော်သည်ဖြစ်စေမပျော်သည်ဖြစ်စေစိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေကိုလုပ်ရမယ့်အလုပ်တာဝန်တွေကိုပြီးဆုံးအောင်လုပ်ဆောင်လာနိုင်တယ်ဘသူ့ကိုမှဝေဖန်သုံးသက်အကဲဖြတ်တာတွေမလုပ်ချင်တော့ဘူးအရာအလုံးဟာသူ့အကြောင်းနဲ့သူဖြစ်နေတဲ့သဘောတွေပဲဆိုတာကိုသဘောပေါက်လာတယ်ဘဝရဲ့အချိန်တွေဟာအကန့်အသတ်ရှိကြောင်းကိုသိလာပြီးနေ့ရက်တိုင်းကိုအကျိုးရှိစွာပဲကုံဆုံးတော့တယ်ပေါ့လေးမဖြတ်တန်းတော့ဘူးတနေ့တာမှာမေတ္တာပွားပညာဥစ္စာတစ်ခုခုကိုရနိုင်အောင်ကြိုးစားတော့တယ်ကိုအားကိုချင်းဟာအမှန်ဆုံးနေရမှာပဲဆိုတာကောင်းကောင်းသဘောပေါက်ပြီးကိုယ့်ရဲ့အရေးအသွေးတွေတိုးတက်ဖို့အတွက် lifelong learner အဖြစ်စဉ်ဆက်မပြတ်လှည့်လာတင်ယူမှုတွေလှုပ်ဆောင်လာတယ်လူတိုင်းဟာကိုပြဿနာနဲ့ကိုမှုအခက်အခဲကြုံရရင်တောင်ဒါဟာတကူတယောက်တည်းမဟုတ်ဘူးဆိုတာသဘောပေါက်လာတယ်ဒီအတွက်အထွေအထူးအားမငယ်မိတော့သလိုကိုငင်ဖို့အတွက်ဘယ်သူမှတာဝန်မရှိဘူးကိုအတွက်ကိုပဲတာဝန်အပြည့်ရှိတယ်ဆိုတဲ့ခံယူချက်မျိုးဖြစ်လာတယ်အသုံးနဲ့အဖြုံးကိုခွဲခြားနိုင်လာပြီးမလိုအပ်တဲ့နေရာတွေမှာငွေကုန်ခံချင်တော့ဘူးရေရှည်အတွက်ခိုင်မာအသုံးဝင်တာတွေကိုပဲစုဆောင်ဖြစ်တော့တယ်ခိုင်မာတဲ့ relationship ကိုပဲအချိန်ယူတည်ဆောက်ချင်တော့တယ်အပျော်တမ်းတာယာမှုတွေကိုမရှာဖွေတော့ဘူးတယောက်တည်းဆိုရင်လဲနေတက်လာပြီးအထီးကျန်ရမှာကိုလည်းမကြောက်တော့ဘူးမိသားစုနဲ့အတူရှိရချိန်တွေဟာအင်မတန်အဖိုးမဖြတ်နိုင်တာပါလားလို့ခံစားမိလာတဲ့နောက်ပိုင်းကိုချစ်တဲ့သူတွေကိုအချိန်ပေးဖြစ်လာတယ်ကျန်းမာနေရချင်းဟာဘဝရဲ့အကောင်းဆုံးဆုလက်ကြီးပါလားဆိုတာသိလာတဲ့အခါကျန်းမာရေးကိုဂရုတစိုက်အလေးထားဖြစ်လာတယ်တော်ယုံတန်ယုံစိတ်ပင်ပန်းမခံတော့ဘူးပူပြင်စရာတော့ကတွဲတွေကိုရှော့ချနိုင်လာတယ်ဘာသာတရားအဆုံးအမတွေကိုပူပြီးလဲလဲနက်နက်သိနာလေအောင်ကြိုးစားရင်ကိုယ့်ရဲ့စိတ်ကိုအေးချမ်းစေမယ့်အရာတွေကိုပဲနှစ်သက်လာမိတော့တယ်ရင်ကျက်စွာဘလော့လိုက်ပါမရင်ကျက်တဲ့သူတွေကသာ Facebook မှာဘလော့ကြတာရင်ကျက်တဲ့သူတွေကြတော့လေအလုပ်တစ်ခုတည်းနေရာတစ်ခုတည်းတလန်းတည်းတအိမ်တည်းအခန်းထဲတူနေရင်တောင်မမြင်ချင်ပဲမြင်နေရတဲ့လူတွေကိုမျက်လုံးကဘလော့ထားလိုက်တယ်မကြားချင်လဲကြားနေရတဲ့စကလုံးတွေကိုနားကဘလော့ထားလိုက်တယ်သူ့ရဲ့ပြုတ်မှုလှုပ်ရှားမှုတွေကိုဘာတစ်ခုမှလိုက်မခံစားတော့ပါဘာလို့မလဲ Facebook မှာ blog ပြီးသူ့အကြောင်းတွေးတိုင်းမြင်တိုင်းကြားတိုင်းအကုသို့များနေတာကိုက blog ထားတာသူသိပြန်ရင်လဲကိုကပဲရင်မဆိုင်ချင်တယ်လို့ကိုကပဲမနာလို့ဖြစ်နေတယ်လို့ဒါကြောင့်ရင်ကျက်စွာ blog ချင်းဆိုတာခက်ရှင်းပြောရရင်အဖက်မလုပ်တော့တာတချို့လူတွေကိုအုံနောက်က blog ထားတင်တယ်တချို့လူတွေကိုနှလုံးသားက blog ထားတင်တယ်တချို့လူတွေကိုစိတ်ထဲက blog ထားတင်တယ်ဒါကြောင့်အမုန်းမပွားပါနဲ့ရံမဖြစ်ပါနဲ့ရင်ကျက်စွာ blog လိုက်ပါ